အားလုံးမင်္ဂလာပါဗျာဖိုကလင်းနည်းပညာနေပြန်လဲကြိုးစားပါရဗျာဒီနေ့မှာတော့ကျွန်တော်က2026မှာဈေးအကြီးဆုံးနဲ့အကောင်းဆုံး flagship ဖုန်းသုံးလုံးကိုဒီနေ့မိတ်ဆွေများကိုမျှပေးမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများဒီနေ့သိရမှာတော့ဈေးအကြီးဆုံးလည်းဖြစ်ရမယ် flagship ဖုန်းလည်းဖြစ်ရမယ်အကောင်းဆုံးလည်းဖြစ်ရမယ်ဆိုတဲ့ဖုန်းသုံးလုံးကိုကျွန်တော်ကဒီနေ့ပြပြပေးမှာဖြစ်ပါတယ်အဲ့ဒါလေးကဘာတွေများလဲဆိုတော့နံပါတ်1လုံးကတော့ Samsung တွေကဖြစ်ပါတယ်Samsung ရဲ့ quality Z Fold 7 ပဲဖြစ်ပါတယ်နောက်ဆုံးထွက်လည်းဖြစ်တယ်ဈေးကြီးဆုံးလည်းဖြစ်တယ်အဲ့တော့ Samsung နဲ့မှာလည်းအကောင်းဆုံး flagship phone လုံးပဲဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးကခောက်ဖုန်းဖြစ်တဲ့အကြောင်းမို့လို့ကျွန်တော်တွေ Fold ရဲ့လောကမှာအကောင်းဆုံးနဲ့ဈေးကြီးဆုံးမနဲ့ရက်တည်နေပါတယ်အရင်တော့ပေါ်ကစားနေနေတော့သူ့ရဲ့ဈေးနှုန်းကတော့ဒေါ်လာ2000ခန့်တော့ရှိတယ်ဒါပေမဲ့အခုပေါက်ဈေးရတော့60ကျော်နီးပါပဲ360ကျော်နီးပါတော့ရှိသေးတယ်သူ့ရဲ့ထူးခြားတာတစ်ခုကတော့သူကဒီတိုင်းတာမန်နဲ့သုံးမဆိုရင်ဖုန်းတစ်လုံးလုံးသုံးလို့ရတယ်လို့ tablet နဲ့သုံးလို့ဆိုရင်လည်းtablet လို့သုံးချင်နဲ့သုံးလို့ရပါတယ်မျက်နှာပြင်တစ်ခုပါဝင်တဲ့ကြောင့်မလို့ tablet တစ်ခုလို့အသုံးပြုနေမှာဖြစ်ပါတယ်2026 model မှာပုံမပွားလာပြီးဒီဇိုင်းကိုဖြစ်စေတယ်ပုံမကောင်းမှုနဲ့ AI ဆွမ်းရည်တွေထည့်ပေးထားတဲ့မျက်နှာပြင်တွေမှာလက်ရလေးမထင်အောင်လဲအထူး view site ပြီးထုတ်ပေးထားတယ်အဲ့တော့ကျွန်တော်တွေ design ပိုင်းရော quality ပိုင်းရောအဲ့တော့ running kit တွေရတဲ့အများကြီးဆိုတော့ပြောကြမလို့ပါဘူး360ကျော်နဲ့ဒီကောင်ကဈေးအများဆုံးမှာရက်တည်နေပါတယ်Number 2ကတော့အားလုံးသိပြီးသားဖြစ်တဲ့ iPhone 70 Pro Max ပဲဖြစ်ပါတယ်အဲ့တော့ဒီကောင်လည်း iPhone 70 Pro Max ကလည်းကျွန်တော်တွေအားလုံးသိပြီးသားဖြစ်တဲ့ထွက်တာလည်းမကြသေးလို့ဈေးလည်းအများဆုံးပဲသူလည်း360နီးပါးပါပဲအဲ့လောက်တော့ရှိတယ်ကျွန်တော်တွေသူကတော့ gain နေနေရတော့ 1TB ထိလာမယ်ပေါ့နော်အဲ့တော့ Apple 2026ခုနှစ်ဒီအကောင်းဆုံးနဲ့ဈေးကြီးဆုံးဖုန်းပဲဖြစ်ပါတယ်အဲ့တော့ဈေးနှုန်းရလဲကျွန်တော်တို့တွေကျွန်တော်ပြောလဲ360ကျော်ပေါ့နော်အဲ့တော့သူ့ရဲ့ထူးခြားချက်ကတော့ iOS 26နဲ့တူကျွန်တော်တွေ3000နှစ်အထိအလင်းနိုင်တဲ့ကျွန်တော်တွေ anti refreshမျက်နှာပြင်ပါဝင်တဲ့အတွက်ကြောင့်မလို့ကင်မရာဘိုင်းမှာကျွန်တော် ultra wide lens ကို48 megapixel တော့ထိထည့်ပေးထားပြီးတော့အဆင့်မြင့်8ဆနဲ့ကျွန်တော် optical zoom ထိရနိုင်ပါတယ်ဒါကတော့ဒီဈေးတန်းနဲ့ဒီ performance နဲ့ဒီ brand တွေကတော့ဒါပြောစရာမလိုတော့အောင်ကောင်းနေပြီးသားပါအဲ့တော့ဒါဈေးကြီးဆုံးဒုတိယအလုံးကတော့ iPhone 70 Pro Max ပဲဖြစ်ပါတယ်သူလည်း60နီးပါးလောက်ကိုရှိပါတယ်နောက်ဆုံးတစ်လုံးကတော့ Samsung Galaxy S26 Ultra ပဲဖြစ်ပါတယ်သူကတော့50ကျော်ပဲရှိပါတယ်သူကတော့50ကျော်ပဲရှိပါတယ်သူကတော့နည်းနည်းပိုနေတယ်ပေါ့နော်ဒါပေမဲ့သူရဲ့ဒီဖုန်းလောကမှာသူကလည်းဈေးမြင့်ဆုံး3လုံးနဲ့မှာပါဝင်ပါတယ်သူလည်း2016အစောပိုင်းမှာထွက်ရှိလာတဲ့ Android လောကမှာအကောင်းဆုံးနဲ့ကျွန်တော် band all rounder ဖြစ်ပါတယ်ကျွန်တော်တွေအားလုံးကိုအသုံးပြုလို့ရပါတယ်ဂိမ်းပိုင်းကင်မရာပိုင်း service social media ပိုင်းအားလုံးကိုအသုံးပြုနိုင်ပါတယ်သူကောင်းကလည်းသူ့ရဲ့ထူးခြားတဲ့ကတော့ Snapdragon 8 Elite ကိုသုံးမဟုတ်ကျွန်တော် Snapdragon 8နဲ့ကျွန်တော် Gen 5 chipset ကိုအသုံးပြုရတဲ့အတွက်ကြောင့်မလို့ဒါကြောင့်မို့ဒီဈေးနဲ့ဒီလောက်တော့ပေးရတာပေါ့နော်200 megapixel နဲ့အဓိကကင်မရာနဲ့ဒူ AI စွမ်းရည်တွေပါဝင်အပြည့်အဝပါဝင်ပါတယ် S Pen ပါဝင်မှုကလည်းသူ့ရဲ့အားသာချက်တစ်ခုပါပဲဒါကြောင့်မလို့ဒီဖုန်းသုံးလုံးက2026ရဲ့ရွေးချယ်လို့အကောင်းဆုံးနဲ့ဈေးကြီးဆုံး flagship ဖုန်းသုံးလုံးပဲဖြစ်ပါတယ်သူ့လောက်ကောင်းလို့သူ့လောက်မကောင်းလို့ပြောလို့ရမှာပါအဲ့တော့ဒါကတော့ကျွန်တော်တွေသူထွက်ရှိခဲ့တဲ့ data ပေါ့နော်နောက်ပိုင်းမှာလည်းသူ့တဲ့ကောင်းတဲ့ဖုန်းတွေထွက်လာနေပါတယ်အဲ့တော့ကျွန်တော်တွေနံပါတ်1တော့Samsung Galaxy Z Fold 7ရဲ့နံပါတ်2 iPhone 70 Pro Max ရဲ့နံပါတ်3ကတော့ Samsung Galaxy S26 Ultra ပဲဖြစ်ပါတယ် Samsung S26 Ultra ရဲ့ဒီကောင်လေးဒီသုံးလုံးကကျွန်တော်တွေဈေးအကြီးဆုံးနဲ့အကောင်းဆုံးလို့ပြောလို့ရမှာဖြစ်ပါတယ်အဲ့တော့2026ရဲ့ Titan flagship ဖုန်းသုံးလို့ဖြစ်တဲ့ Samsung Galaxy ကျွန်တော်တွေ Z Fold 7ရဲ့ iPhone 70 Pro Max ရဲ့ Samsung Galaxy S26 Ultra ရဲ့နီးပညာပိုင်းအရာရောအချက်လက်ပိုင်းအရာရော specification အရာရောတော်တော်လေးကိုကောင်းမှုပြီးတော်တော်လေးကိုမမိုက်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေများဒါလေးကို live များပေးတာပါဗျဒါဆိုမိတ်ဆွေများဈေးကြီးဆုံးဖုန်းသုံးလုံးကိုသိရှိသွားပြီးထင်ပါတယ်အကောင်းဆုံး flagship ဖုန်းရှာနေဈေးတဲ့နိုင်တော့ဒါအကောင်းဆုံးပါပဲဗျဟုတ်ပြီဒါကတော့ကျွန်တော်တို့ဒီ flagship ဖုန်းတွေနဲ့မှာကျွန်တော်သုံးလို့အကောင်းဆုံးဖုန်းသုံးလုံးပြတာပေါ့နော်ကမ္ဘာဈေးအကြီးဆုံးဖုန်းတွေလည်းရှိပါသေးတယ်အဲ့ဒါတော့ကျွန်တော်တို့ဗာတုဖုန်းလို့ Falcon ဖုန်းလို့ iPhone ရဲ့ကျွန်တော်တွေedition diamond လို့
အဲ့ဖုန်းတွေကြတော့တိန်းကိုတောင်းနှင်းချပြီးတော့ဈေးကြီးပါတယ်သူကတော့ကမ္ဘာဈေးကြီးဆုံးတွေပေါ့နော်သူကကြတော့ luxury brand တွေပေါ့သူကတော့မှားသာလေးထုတ်ပေးတာဖြစ်ပါတယ်ထုတ်ရင်လည်း edition နဲ့ပဲထုတ်ပေးတာဖြစ်ပါတယ်နှလုံးလုံးသုံးလုံးလုံးငါးလုံးအဲ့လောက်ပဲထုတ်တာဖြစ်ပါတယ်သူကတော့တိန်းကိုတောင်းနှင်းချပါတယ်အဲဖုန်းတွေမှာလည်းစိန်တွေထည့်ပြီးတော့မြုပ်ပေးထားတာပေါ့နော်ဟုတ်ပြီဒါတော့ကမ္ဘာဈေးကြီးဆုံးဖုန်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဈေးကြီးဆုံးဖုန်းနဲ့ flagship သုံးလို့ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာသုံးတဲ့သူတွေအများကြီးကိုရှိပါတယ်နားလေးကို live မြပေးတာပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ